Hello မင်္ဂလာပါ Cooking and Food Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်ဒိုနီးရှားချက်ကြော်လေးနဲ့တိုးစီယာဆော်လေးနဲ့ထမင်းစားပြပါမယ်အဝင်ပစ္စည်းလေးတွေကတော့ချက်ပေါင်းလေးရယ်ချက်သွင်းဖြူလေးရယ်စပလင်တစီရယ်မြို့ဒီစိမ့်လေးရယ်ချက်သားလေးတွေကိုစားချုံမို့စနေမို့အနေနဲ့ဒီရှာလေးနှောင်းနေပြီပါပဲခုလိုမျိုးလေးဒီရှာလေးဆုပ်ဆုပ်ပြီးတော့တားလေးပြီးတော့ရတာလေးဝင်အောင်လို့ဒီရှာလေးနှက်ပြီးနေပေးပါမယ်ခုလိုမျိုးနှမ်းတော့ပြီဆိုရင်တော့ရှာလေးနှက်ထားပါမယ်ချက်သားလေးတွေနှက်ထားပါရင်းနှီးဦးလေးတည်ထားပါမယ်ရင်းနှီးတဲ့စပလင်လေးတစ်ချောင်းစပလင်လေးတစ်စီးဖြစ်ထည့်ထားပါမယ်ရင်းနှီးလေးတည်တော့မှငရုတ်သီးနဲ့ချက်ပြုတ်ပြီးတော့ရေသီးရှောင်းစီးပါညာရွှေပြီးသားငရုတ်သီးလေးတွေဒီရှာလေးရည်စီတန်းစင်ပါမယ်တန်းစင်ပြီးစကားလေးနဲ့စစ်ထားပါမယ်အင်ဒိုနီးရှားကျကျမှာဒီငရုတ်သီးလေးတွေအသက်ပါပဲနော်အခုလည်းမသက်စင်ပြီးရင်နွေလေးလည်းပွက်နေပါပြီအခုရင်နွေလေးပွက်နေပြီဆိုရင်စနော်အရသာနှက်ထားတဲ့ချက်ပေါင်းလေးတွေကို9မိနစ်လောက်ပြုတ်ပေးပါမယ်ဒီချက်ပေါင်းလေးထည့်ပြီးဆိုဒီရှာလေးမြုပ်အောင်စီညီညီလေးဒီရှာလေးထည့်ပေးပါမယ်ခုလိုလေးရပြီဆိုတော့ပုံလေးအုပ်ပြီးတော့9မိနစ်လောက်တည်ထားပါမယ်ဒီပြုတ်ခဲ့တဲ့9မိနစ်လောက်ရှင်းနေကြတော့ဒီလက်ကြည့်လိုက်ပါမယ်ဒီပုံလေးလည်းကြက်နေပါပြီဒီပုံလေးလည်းမှုနေဒီရှင်းရမယ်ချက်ပုံလေးတွေကိုအေးခံပါမယ်ဆဲပြီးတော့ဒါလည်းချက်မောင်လေးတွေရပြီဆိုဆင်းပါမယ်ဒီပြုတ်ရတဲ့အယူချက်ရည်ချက်ပြုတ်ရည်တွေရတယ်တုံပြစ်ဆံမလို့ပါဘူးကျွန်တော်တော့ဟင်းချိုလေးလုပ်လိုက်ပါတယ်ဒီလိုငါးရက်ကောင်ပိုင်ပြီးတော့ထည့်လိုက်ပြီးတော့ဟင်းချိုပေးပါဘူးအကုန်လုံးဆယ်ပြီးဆိုတော့အေးခံလာလိုက်ပါလို့ခုလိုမျိုးနေတာလေးပေါ့နော်အေးရိုက်ဆိုချက်ပေါင်းလေးတွေကိုကြောပါမယ်ဒီကိုတင်ပြီးစီထည့်ပါမယ်စီရောဒီနေရာမှာနှမျောလို့မရပါဘူးချက်ပေါင်းလေးတွေကိုမြုပ်တဲ့ထိကြောပြီးရပါတော့ခုလိုစီလေးပူလာပြီဆိုတော့ချက်ပေါင်းလေးတွေစားထည့်ပါမယ်
ပေါင်းလေးတို့စီထဲမှာတေချာလေးမြောက်အောင်စီစီညီညီလေးထည့်ပြီးတေချာလေးစီပြီးတော့ထည့်ပြီးတစ်ဖက်ကိုရဲပြီးကျွတ်တဲ့ဒီအရင်ကြော်ပေးရပါမယ်။ဒါလေးပဲပြီးကြော်ထားတယ်။တစ်ဖက်ကရဲပြီးဆိုမှတစ်ဖက်ကိုလမ်းပါမယ်။သူ့မိထားလေးဆိုတစ်ဖက်ကိုလမ်းလို့ရပါဘူး။တစ်ဖက်ကကျွတ်ပြီးတော့အရောင်လေးရဲနေပြီဆို။ကျန်တဲ့တစ်ဖက်ကိုကြော်ပါမယ်။ချက်ပုံလေးတွေတောက်ချင်ခွဲလို့ခွာလို့နေရဒီချာလေးစီပြီးတော့တစ်ခါတစ်ဖက်ကိုကျွတ်တဲ့ဒီကြော်ပေးပါမယ်။ဘုလိုနေတာလေးရောက်သွားပြီကြီးကချက်သားလေးရေးပြီးကျွတ်နေပြီဒီနေတာလေးဆိုဆယ်လို့ရပါပြီ။ဆယ်ပြီးတော့စီလေးစစ်ထားပါမယ်။ရောင်းလာရောင်းလေးတော့ချက်သားလေးတွေအကုန်လုံးဆယ်ပြီးတော့စီစစ်ထားပါတော့ချက်သားလေးစီစစ်ထားတော့မှမျိုးတီးရဲ့ဆွမ်းနွှဲရေးစီးထားတဲ့မျိုးတီးနဲ့ချက်သွန်ဖြူမှာချက်သားကြိုးပြီးတော့ကျန်တဲ့စီတွေပြန်ကြိုးလိုက်ပါမယ်ရှာလေးမှုပြီးတော့ကြော်ပေးနေပါကြော်ထားတဲ့အယောင်လေးရဲ့ဒီလိုအနေထားလေးရောက်အောင်လို့ဆိုရင်ဒီလေးလေးကြက်ပြီးပေါ့နော်ချက်သွင်းဖြူလေးလည်းမွေးနေအကုန်လုံးဆယ်ပြီးတော့စီစစ်ထားပါမယ်လုံးဆယ်ပြီးစီစစ်ထားပြီးတော့ဒီလေးစားထောင်းပါတော့ချက်သားမုံလေးနင်းငယ်စားလေးနင်းငယ်ထည့်ပြီးတော့ထောင်းပါမယ်မြို့ဒီအနှစ်ထဲမှာရတာလေးရှိဖို့အတွက်ဒီလေးလေးညက်တဲ့ဒီဖိရှိရှိနဲ့ထောင်းပေးရအောင်နော်ကဲထောင်းလိုက်ရင်ငယ်ဒီလေးတွေခုလိုနေထိုင်မျိုးလေးရောက်ပြီဆိုရင်တော့ကျွန်တော်တော့တမယာဒီလေးနဲ့ချင်ရထည့်လိုက်ပါတယ်ဒီရဲ့ရတာလေးရဲ့ချင်းကန်ဆက်လေးဖြစ်သွားတော့တမယာဒီလေးတွေတန်းတော့လည်းနည်းနည်းလေးကမှပေးလိုက်ပါငယ်ဒီနှစ်လေးတော့ဖို့အတွက်ချက်သားချက်ပေါင်းကြော်ထားတာလေးတွေကိုကျပွေးလေးနဲ့တေချာလေးထူပါမယ်
အိုင်လက်ထူရမလို့ကိုလည်းချက်သားကျွတ်နေတာနည်းနည်းလေးကြည်သွားရခုလိုမျိုးထူပြီးသွားပြီဆိုရင်တော့ဒီအနှစ်လေးစပြီးတော့တုံးလိုက်ပါမျိုးဒီနှစ်လေးတွေစပြီးတော့ချက်ပေါင်းလို့တုံးလိုက်ပါဆွဲလက်ဆက်စားလို့လည်းရကောင်းတဲ့အင်းလေးလေးတစ်မျိုးပါနော်ဒီကောင်းကစားလူတွေဆိုလိုက်လို့စားကြည့်ပါတော်တော်လေးကောင်းတယ်ရွှေတွေထွက်ပြီးတော့အကုန်လုံးပွင့်ထွက်သွားတယ်ဒီချာလေးနန်းစားထုတ်လိုက်ပြီဒီအဆက်ကြောက်တဲ့လူကြတော့လေအဆက်ကိုရှော့ပြီးတော့လုပ်ပါနော်ကျွန်တော်တော့အဆက်ကိုကြိုက်တဲ့အတွက်ကြောင့်အဆက်များများလေးတော့ကဲကိုရင်းကြီးပြီးလေးပြီးမှပုံလာလိုက်ပါမင်းစားတဲ့ချိန်ကျရင်တူစီရလေးစားလို့ရတယ်ကဲခုလိုအနေထားလေးဆိုတော့ရပါပြီဒါလေးကတော့ကျွန်တော်တူးစီရခံလေးပေါ့နော်ငုံရင်းပြူလေးတခွားဒီလေးရုံးမလေးဒီကိုစီလေးနဲ့လှိမ့်နေတာလေးဒါလည်းငါဟင်းကြိုလေးသမင်းလေးကိုစီဆမ်းပြီးစားလေးနဲ့နေပါအားလုံးမင်္ဂလာပါကိုကင်းရဲ့ food channel လေးမှာပြန်လည်ကြည့်လို့လိုက်ပါတယ်ဒီဘက်မှာစားတဲ့မှာမြန်မာနိုင်ငံကြီးနေတဲ့အင်ဒိုနီးရှားချိုချိုလေးနဲ့ဟင်းဂျိုလေးနဲ့စားပြပါမယ်ဒီနေ့စီစံရဲ့အနေနဲ့လာပါတယ်ဒီရုံတော့ချစ်တော်လေးကိုရင်ကြည့်ပါလေစားပြပါဒီနေ့ရှေ့ဆက်ကြပါဦးဆယ်这个真不晒了，真的，是。အဲ့လိုပါရမ်းမကြည့်လို့လည်းဆိုင်တယ်
你讲个啥哩？家里的东西，像表哥在路里没干的，滚差多，不学一块。ဒီကနေ့ပတ်ရဒီလိုမှအားလုံးမရရှိတာကောနော်ဒီချင်းကြီးကိုကျုပ်လည်းပြန်ကျုပ်ပြီးတော့အဲဆိုပြီးစပ်ပြီးပြီးကို飞得快。你讲来的那个是没有的，什么没有的呢？一样来着。出现多快。ဆက်သိမကြတဲ့လူကြောင့်ငြိပြီးချော့ပါ။ငါဆက်ချက်လေးတိုင်းငြိပြီးညာရွေးခဲ့။ပြန်မ
ဆက်ချက်ပူထွက်တွန်းထွက် ဆက်ပြီးဟိုကိုလေးကကံနမနောကိုတာပဲတွန်းထွက်ပါဒီနေ့လေဆက်လက်ဆက်တော့ 이제 들어보고 mình không là người lại được cái ra đây thì giáo của mình Right. Cái này là Indonesia là mình đi này cái cười này sắp ra cái là nó phải mà cái này sắp ra mà xong rồi cái sự bây giờ nó thì nó sẽ xa ra bằng nó cái tôi đi sẽ